Hello my ex-boyfriend အပိုင်းစခွန်ဟဲ့နင်ချိန်နေတဲ့ GM အခုသူများနောက်ပါသွားပြီတရှူးလွင်ပြောနော်တယောက်တည်းကြိတ်မငုံနဲ့နောက်ပါစီယာထပ်ပေါ်လာသည့်စကားတန်ကြောင့်စာရွက်တွေစီးထဲနေသည့်ချမ်းဤကြောပြင်းသည်စက်ခနဲမှတ်သွားကနေရွက်လေးကားသွားသလိုပင်ခံစားလိုက်ရသည်ဧကနာသူနဲ့ဆွေးညွတ်အကြောင်းတယောက်ကသိသွားတာများလားဟုတွေးမိပေမဲ့သိတယ်လားမပြောနဲ့မင်းညပုံနေတက်လာကြတဲ့ငိုချင်နေတာကိုမနေ့စိတ်ထိန်ပြီးအလုပ်လာပါတယ်ဆိုမှနင်ကအနာကိုတုံးနဲ့ဆွပြန်ပြီဖြစ်ရပြန်ပြီကောင်မရေဟိုကနင်ရှိနေမှန်းတော့မသိဘဲနဲ့သူနဲ့တန်ရာကိုသူရွေးသွားတာစိတ်ထဲသိမ့်မခံစားနဲ့တိတ်ငါမစတော့ဘူးနော်တခုခုတော့မှားနေပြီဆိုတာကိုသိလိုက်ရ၍ချန်သူတို့ဘက်ကိုလှည့်ကြည့်ကသိကျင်စိတ်ပြင်းပြစွာနဲ့မေးလိုက်မိ၏နင်တို့ပြောနေတာ GM ကတယောက်နဲ့ပတ်သက်နေတယ်ဆိုတဲ့အကြောင်းလားဘယ်ကနေကောလာဟာလာကြားလာတာလဲအနေငယ်ကနာမငြိမ်ဖြစ်နေသည့်ချမ်းဤပုံစံကြောင့်ငိုမဲဖြစ်နေသည့်နီလာဆိုသည့်ကောင်မလေးပင်ကြောင်အန်းသွားသည်သို့တော့တိတ်မကြလိုက်ပဲအတန်ထွက်ကတင်းအင်းရှိုက်ငိုလာသည်ရင်းချမ်းနင်ကဘလို့လူမျိုးလဲသူများအသေးကွဲနေတာကိုတိချအောင်လို့လာမေးတာလားစိတ်မကြည်ပါဘူးဆိုမှတရုံလုံးကအနာကိုထုံးနေဝိုင်းထိုးနေကြတယ်ဘာဟာတိချလဲငါ့ကိုမပြောဘဲငိုနေတော့ငါကပြအောင်မလားငါမေးတာရှင်းလေး GM နဲ့ပတ်သက်တဲ့ကောလာဟာလာကဘယ်ခါနေကြားလာတာလဲလို့ပဲမေးတာနင်ကငိုနေတော့ငါပါလိုက်ငိုကူရမှာလားငါလည်းတိတ်ပြီးစိတ်ကြည်နေတာမဟုတ်ဘူးချမ်းရဲ့အတန်ကကျေသွားသလားစကားတွေကလွန်သွားသလားမသိဌာနတစ်ခုလုံးကချမ်းကိုဝိုင်းကြည့်လာကြသည်သူအခါမှချမ်းသည်အခြေအနေကိုသတိပြုမိသွားကလေတံပြန်လျှော့ပြီးကောင်မလေးကိုပြန်ချော့လိုက်ရသည်sorry ငါအတန်နည်းနည်းကျေသွားတယ်အမှန်တော့နေငိုနေတာငါစိတ်ထဲတိတ်ပြီးမတက်မတာဖြစ်နေလို့ပါဒါကြောင့်အကြောင်းရင်းမှန်ကိုသိချင်အောင်ပါချမ်းဤအတန်ကအရန်နုညံ့သွားသလားမသိမျက်ရည်ဝဲနေသည်နီလာသည်ချမ်းကိုမျက်လုံးပိုင်းလေးတွေနဲ့ပြန်မော့ကြည့်လာပြီးနားမလဲစွာနဲ့နင်ငါ့ကိုသဘောကျနေလို့လားချမ်းဒါကြောင့်ငါ့ကိုစိတ်ပူပြီးအော်မိသွားတာလားဘာကြီးငါနင့်ကိုချမ်းဘာဆက်ပြောမှမသိပဲစကားတွေအထစ်အငေါငေါဖြစ်နေစဉ်ဌာနကလူတွေအလုံးနေပါသည်ကြီးစွာသောနားလည်မှုလွဲမှားသွားကကောင်မလေးကိုအားကျသလိုကြည့်လာကြသည်။အိုးချမ်းအယမ်းမိုက်တာပဲ။နီလာလေးက GM ကြောင့်အသေးကွဲနေအောင်ချီရီဝင်နေရပဲ။ဟုတ်ပါမယုံနိုင်စရာပဲ။ချမ်းတီကိုရောက်တာတလားတော့မပြေသေးဘူး။သူဘဲချိန်ကလေးကနီလာကိုသဘောကျနေရလေ။မဖြစ်နိုင်တာချမ်းကလူတိုင်းနဲ့ရင်းနေပြီးခင်မင်တက်တဲ့စိတ်များလို့ခုလဲတငယ်ချင်းတို့စိတ်ပူပေးတာဖြစ်မှာပါ။မိနစ်ပိုင်းအတွင်းဌာနတစ်ခုလုံးစကားသံပေါင်းများစွာထွက်ပေါ်လာ၍ချမ်းတယောက်ကြောင်စီစီဖြစ်သွားသည်စောနာကပဲ GM ကြောင့်အသေးကွဲနေသည်ဆိုတဲ့နီလာသည်ချမ်းကိုမယုံနိုင်သလိုစိုက်ကြည့်ကရှက်သွားဟန်နဲ့တွန်းလက်ထဲပြေးဝင်သွားရှာသည်ဟေးနေငါရှင်းပြမလို့အဖြစ်အပျက်တွေကမြန်ဆန်လွန်၍ချမ်းတယောက်ရှင်းပြခြင်းတော့မရလိုက်ပြီးတော့ခုနဌာနတစ်ခုလုံးကနားလည်မှုလွဲနေတဲ့အချိန်နီလာကိုမဟုတ်ပဲမဆိုင်တဲ့သူတွေကိုသူနီလာကိုမကြိုက်ပါဘူးလို့လိုက်ရှင်းပြလိုက်ရင်လေကောင်မလေးရဲ့တိတ်ခါကိုစော်ကားမိတယ်လို့ဖြစ်သွားမှလဲဆိုမိ၍နောက်မှပဲနားလည်မှုလွဲသွားတဲ့ကိစ္စကိုတေချာရှင်းပြတော်မူဟုတွေးကသူ့ခုံမှာပြန်ဝင်ထိုင်နေလိုက်သည်သူမသိရသေးတဲ့ဆွေညွရဲ့ကောလာဟာလာဟာသူနဲ့မပတ်သက်တာတော့သိကြသည်ဘာလို့ဆိုဌာနတစ်ခုလုံးကသူ့ကိုဆွေညွနဲ့ပတ်သက်ပြီးတန်တရားမဝင်လို့နီလာနဲ့နားလည်မှုလွဲသွားတာမလားသူကလေသူပဲရှင်းပြခြင်းစောနဲ့စကားပြောမှားသွားတယ်နင်သူ့ကိုတကယ်ကြွေနေရလားချမ်းသူ့ခုံအနာခေါင်းလေးပုကမျက်နှာညွညွနဲ့ပြောလာတဲ့ချူကိုသူ့အကူအညီမဲ့တယ်လို့တစ်ချက်ကြည့်ကညင်းညူလိုက်မိသည်အနည်းဆုံးတော့ချူကလက်ရှိသူနဲ့အရင်နှီးဆုံးသူမို့နားလည်မှုလွဲတာလောက်လေးကရှင်းပြလို့ရတယ်မလားမဟုတ်ပါဘူးဟာငါစကားပြောတာနားလည်မှုလွဲသွားကြတာငါ GM ရဲ့ကောလာဟာလာကိုသိချင်အောင်ပါအခုကကုမ္ပဏီတစ်ခုလုံးမှာငါတယောက်တည်းဘာမှမသိတယ်လို့ဖြစ်နေလို့ထင်သားပဲနင်ကသူ့ကိုကြိုက်စရာလားသူ
သူကယောက်ျားတစ်ခါကိုကြိုက်ပြီးမေကျန်ရစ်ဖြစ်နေတာကြီးသူ့ကိုစိတ်မပူနဲ့ GM ရေကောလာဟန်လောက်သိချင်တာမလားငါပြောပြမယ်နင်းရလေဟာငါ့ကိုကြော်ပြီးတခြားသူသွားပြီးတော့ခုလိုအထင်လွဲစရာတွေဖြစ်ကုန်ပြီပေါ့ဖြစ်ပုံကဒီလိုငါတို့ company မှာဝန်ထမ်းတွေပဲစုထားတဲ့ line chat room ရှိတယ်အဲ့ဒီမှာမင်းညာအပုံတပုံတက်လာတယ်ဘာပုံလဲဆို GM နဲ့ကောင်မလေးတယောက်ရီရီမောမောစကားပြောနေတဲ့ပုံလေးပါငါပြမယ်ဒီမှာကြည့်ကြိုးစားပန်းစားအားတက်တဲ့ရောသူ့ဖုန်းထဲကပုံတွေကိုထုတ်ပြလိုက်တဲ့ပုံတွေကတော့အနှဲငယ်မှောင်ဝမ်းနေပေမဲ့ဆွေညွတ်ပုံမှန်တိတာလှသည့်ပုံတွေကြောင့်ချမ်းရဲ့မျက်နှာမဲသွားလေသည်ဆွေညွတ်ပြရမိန်းကလေးကဆွေညွတ်နဲ့စကားပြောနေပုံကအရန်ကိုရင်းနှီးနေသည်လူလိုဆွေညွတ်မျက်နှာကိုကြည့်နေပုံကအရန်ကိုချစ်တဲ့သည့်မိမတစ်ယောက်လိုဒီပုံတွေကဘလို့ဖြစ်ပြီးလိုင်းချက်ရုံနဲ့ရောက်နေရလဲပြီးတော့အဲ့ဒီချက်ရုံထဲမှာ GM ငေါရှိလားချက်ရုံးနဲ့ကိုယူနေလို့အထက်အရာရှိကိုထားရမှာလားငါတို့ marketing ရဲ့ hack ကိုတော့မထည့်ထားဘူးငါထင်တာကတော့တယောက်ကဒီပွဲကိုလိုက်သွားရက GM ကိုတွေ့လို့ခိုးရိုက်လာတာဖြစ်မယ်ချက်ရုံးထဲမှာလူက4-50မကရှိတော့ဘယ်သူကအစဖော်ပြီးပို့လိုက်မှမသိဘူးပြန်ဖြစ်ရင်တော့လူတိုင်းဒီမှာတွေ့ပြီးသွားလာရောပေါ့ဒါကြောင့်ဟိုဟာမှအပေါ်ရီလောက်ပြီးအသေးခွဲပြနေရလေသူကတစ်နှစ်မှာ73ခါလောက်အသေးခွဲနေကြချူးတီချမ်းကြားယုံတီတိုရွတ်ပြီးပြောနေပြီမယ်ချမ်းကတော့ကြံတာစိတ်မဝင်စားအားတော့ချမ်းတီချူးရဲ့လက်ကိုတစ်ချက်ပုတ်ပြီးပြောလိုက်သည်ငါ့ကိုအဲ့ဒီချက်ရုံနဲ့ထည့်ပေးစမ်းပါငါလည်းဒီကုမ္ပဏီကဝန်ထမ်းဆိုတော့ခေတ်နောက်မကြအောင် up to date တွေသိထားမှဖြစ်မှာလေစိတ်ချခုပဲထည့်လိုက်မယ်ပါဇက်ထက်လက်ကပုံမြန်သည့်ချူးတီချက်ချင်းပင်ချမ်းကိုချက်ရုံနဲ့ထည့်ပေးပြီးသားဖြစ်သွားသည်ချမ်းကတော့ဆွေညွတ်စီယာဖြည့်ရှင်းချက်ကိုဘလို့ဘယ်ပုံတောင်းရမလဲဆိုတာကိုစဉ်းစားနေရင်ဖုန်းထဲကိုဇက်တိုက်ဝင်ရောက်လာသည့် note တွေကြောင့်ဆွေညွတ်သည်လှုပ်လက်စကိုခဏရထားကဖုန်းကိုကောက်ကင်လိုက်တော့ချမ်းစီက message တွေဖြစ်နေလေသည်ချမ်းစီကဆိုမှတတိယသည်ဒီနေ့တနေ့ကအလုပ်ရှုပ်နေတာနဲ့မင်းညကလေးကမတွေ့ရသေးတဲ့ချစ်သူလေးစီကိုခုထိသွားမတွေ့နိုင်သေးဘူးချမ်းတယောက်စိတ်ကောက်သွားမလားမသိဖြစ်နိုင်ချေနေပါတယ်ချမ်းကတော်ရုံစိတ်ကောက်လေးမရှိတာသူအတိဆုံးမလားဒီနေ့ကဝန်ထမ်းတွေအတွက်ရုံးပေးရဆိုပေမဲ့သူကတော့မပြတ်သေးတဲ့အလုပ်တွေကြောင့်အစောကြီးအလုပ်ထားလုပ်နေခြင်းဖြစ်သည်ခိုတောက်တူမရလေးကနာရက်မှာစိန်ချနေပေမဲ့သူကတော့သူ့ထမ်းထားရတဲ့တာဝန်တွေကြောင့်မင်းညကတောင်4နာရီပဲအိတ်ခရသည်ဖုန်းကိုဖွင့်ကြည့်လိုက်တော့သူ့ရဲ့ line အကောင့်မှာတပုံပြီးတပုံစက်တိုက်တက်လာတဲ့ဓာတ်ပုံတွေက4-5ပုံမက What the fuck ဒါငါပုံနေမလားဘလို့ဖြစ်ပြီးချမ်းကပို့လာတာလဲပြီးတော့ဒါကသူ့ကိုငေးဆိုင်ကြည့်နေတဲ့ပုံနဲ့ယူရမေစော်ရဲ့ပုံတွေကသူနဲ့ဇုံတွဲပုံတွေလိုပုံတိုင်းမှာပါလာသည်ဟာသွားပြီချမ်းအထင်လွဲသွားပြီလားမသိဘူးလိုင်းကနေပဲသူချမ်းစီကိုချက်ချင်းဖုန်းခေါ်ခဲ့ပေမဲ့ချမ်းကဖုန်းမကိုင်အခြေအနေတွေမစိုးခင်ဖြည့်ရှင်းရန်အတွက်သူချမ်းရဲ့အိမ်ကိုလိုက်သွားရန်ကြိုးစားလိုက်သည်ဖျားမလို့ချမ်းကောင်အထင်မလွဲပါစေနဲ့ဟုဆူတောင်းရင်းကားကိုချမ်းရဲ့တိုက်ခန်းစီသို့ဒုံဆိုင်မောင်းလာလိုက်သည်ဘယ်နဲ့ထင်မှမရှိတဲ့လေကားတွေကိုသူ့ခြေတန်းရှိတွေနဲ့ကြော်တက်ရင်းချမ်းရဲ့တိုက်ခန်းရှိရာသို့အပြေးလာတော့သူမြင်လိုက်ရသည်ကချမ်းရဲ့ပုံစံကသူထင်ထားသလိုမဟုတ်ချမ်းမင်းဘာလုပ်နေရလဲသူ့ကိုပြုံးကြည့်လာတဲ့ချမ်းကဇလုံးအကြီးထဲမှာဆောင်းကိုထည့်လျှော်ပြီးခြေထောက်တွေနဲ့နင်းနေတာကိုတွေ့လိုက်သည်မြန်သားပဲအဲ့နေရတော်တော်အသုံးဝင်သားငါဒီဆောင်တွေကိုတယောက်တည်းမလျှော်နိုင်လို့အဖော်ရှားနေတာမင်းကဒီအတိုင်းခွင်လာဖို့မတိချဘူးလေချမ်းပုံတွေကဘလို့ဖြစ်ပြီးမင်းစီရောက်နေရလဲချမ်းကပြုံးနေပေမဲ့သူ့အနေနဲ့ကနည်းနည်းမှစိတ်မသက်သာထို့အစားသူ့ကိုအဟစ်စုပူပြီးထွေးလိုက်တာကမှတတ်တာအောင်မြည်ချမ်းတီဆောင်တွေကိုအားရပါရနင်းနေရင်းပင်ဆွေညွတ်လက်ကိုဆွဲကဇလုံးထဲဝင်စီလိုက်သည်ပြီးနောက်ဆွေညွတ်ဤလက်နှစ်ဖက်ကိုဆုပ်ကိုင်းကတဲ့တဲ့ကြည့်လိုက်သည်ဒီအတိုင်းခေါ်ရင်မလာမှဆိုလို့အောက်ဖဲလန်လိုက်ရတာစိတ်မကောင်းပါဘူးငါအချီရဲ့
ရောက်လက်စားနေငါ့ကိုဒီဆောင်နေလျှော့ကူပါအောင်ငါတယောက်တည်းမနိုင်လို့ပြုံးစီစီနဲ့လုံနေပုံကထိုးပုံတွေနဲ့ပတ်သက်ပြီးချမ်းဘက်ကဘာမှမခံစားရဘူးလားတဝင်းမတူတတ်ဘူးလားဟုတွေးမိကဆွေညို့ဘက်ကနည်းနည်းမကြည်မချမ်းဖြစ်မိသွားသည်ဒီလိုလာတဲ့ရွေချက်ကချမ်းကိုချော့ဖို့ဆိုပေမဲ့ချမ်းရဲ့အေးဆေးဖြစ်နေတဲ့မျက်နှာကိုမြင်တော့စိတ်ဆိုးရတဲ့သူကသူဖြစ်သွားလေသည်မင်းကအသေးနှလုံးမရှိတဲ့သူပဲကို့ရီစားတယောက်လုံးကိုတခြားမိမတယောက်နဲ့တွေ့တာတောင်တဝင်းတွေ့ရခေါင်းမှမသိဘူးမင်းငါ့ကိုတကယ်ချစ်တာကောဟုတ်ရဲ့အာနာရဲဘာလို့တာလဲနေရွက်တစ်ဖက်လိန်ဆွဲခံရ၍ဆွေညွတ်တယောက်ကဘာပြစ်မတဲ့အော်တော့ချမ်းကအားရအောင်ဆွဲပြီးမှလွတ်ပေးလိုက်သည်ထွက်နေတဲ့ဒေါသတွေကိုမနှဲဖုံးပြီးပြုံးနေတာကိုအလိုက်ကန်းဆိုမသိသူကပဲတပြန်ဒေါသထွက်ရတဲ့ရှိသည်အသေးနှလုံးမရှိဘူးတဝင်းမတူတတ်ဘူးဟုတ်လားငါတဝင်းတူတာဘယ်လိုမျိုးလဲဆိုတာပြမယ်ပြောဆူဆူချမ်းကဆွေညွတ်ဘောင်းပြီးအိတ်ကက်ထဲကဖုန်းကိုနှိုက်ယူပြီးသူတို့နှစ်ယောက်ရဲ့ခြေထောက်အောက်ပိုင်းကိုဓာတ်ပုံလှမ်းရိုက်လိုက်သည်ဆွေညွတ်ကတော့ချမ်းလို့သမျှကိုအထူးအဆန်းနဲ့ကြည့်နေရင်မအူမလဲနဲ့စလုံးထဲမှာရှိတဲ့ရှုပွေးရှည်သွဲတဲ့ခြေထောက်နှစ်စုံကတော့တယောက်ကခြေစလုံးသားထိဘောင်းပြီးလိတ်တင်ထားကနောက်တစ်ယောက်ကတော့ဒူးလောက်ပဲရှိတဲ့ခြေသားဘောင်းပြီးတစ်ထည်နဲ့ခြေသားဘောင်းပြီးဝတ်ထားတဲ့ခြေထောက်ပိုင်ရှင်ကရှုပွေးကသွဲလျက်တော့ဖြတ်ခနဲကြည့်ရင်မိမတယောက်ရဲ့ခြေထောက်လိုဒါပေမဲ့ဒူးတဝက်လောက်ကစက်ပြမြုပ်ပြီးကြောင့်ဒီခြေထောက်ပိုင်ရှင်တွေကဘသူတွေဆိုတာတေချာသိနိုင်မြဲမထင်ပါဘူးဓာတ်ပုံရိုက်လို့ပြီးတာနဲ့ချမ်းတီဆွေညို့ကိုမျက်စောင်းတစ်ချက်ထိုးရင်ထိုပုံကိုဆွေညို့ရဲ့ Facebook အကောင့်တွင် caption လှလှလေးရေးကတင်လိုက်လေသည် Dating with love post တင်ပြီးတာနဲ့ဖုန်းကိုဆွေညို့ရှိစက်ခနဲပြန်ထိုးပြီးရင်ပြောလိုက်သည်ဒီပုံကိုပြန်ဖြည့်ကြည့်ငင်းချမ်းဘာကောင်လဲဆိုတာမင်းသိသွားစီရမယ်ဖြည့်ချပုံကလည်းကြောက်စရာကောင်းလိုက်တာဒီတော့ငါချစ်သူရှိကြောင်းလူသိရှင်ကြားကြော်ညာပြီးမင်းကြဌာနတစ်ခုလုံးမှာစမိုင်း Prince ပွဲခံပြီးကုသိုလ်ယူနေရပေါ့တရားအားကြဖို့ကောင်းလိုက်တာပြီးတော့မိချူးဆိုလားအဲ့ကောင်မလေးနဲ့ဝေးနေလို့မရဘူးလားသူကလက်ရဲစရဲရရှိသေးစကားပြောရင်အပြောအနောက်မှလက်ကအရင်ပါနေပြီသူကတာလိကလိုစကားများတာလွဲရင်ငါ့ကိုကူညီပေးတတ်တဲ့လူပါစိတ်မပူပါနဲ့သူကတခြားမိန်းမတွေထဲအများကြီးအန္တရာယ်ကင်းတယ်မသိဘူးမကြိုက်တာပဲသိတယ်ဆွဲညို့မကြည်မချမ်းနဲ့ရွှတ်ဆိုပြီးခြေထောက်ကလည်းအောက်ကဆောင်တွေကိုနင်းချနေလေသည်ချမ်းကတော့ခပ်ပါပါပြုံးရင်ဆွဲညို့ကိုဖတ်ထားလိုက်သည်ပူးကတ်သွားတဲ့ခန္ဓာကိုယ်နှစ်ခုကနေရောင်နုနုအောက်မှကြည်နူးဖွယ်ရာမြင်ကွင်းတစ်ခုလိုစက်ပြမြုပ်တွေပေးနေသည့်ချမ်းဤချေပြလေးသည်ဆွဲညို့ဤခြေဖုံမှုပေါ်ခိုတင်လာတော့ဆွဲညို့ကချမ်းဤခါကိုပြန်လဲထိမ့်မှတ်ပေးခြင်းနှကန်းပါးကိုတုတ်ကနေစိတ်ကနေလှမ်းနှမ်းလိုက်သည်အကြီးတွေကမလွဲကြပေမဲ့ခြေထောက်တွေကတယောက်နဲ့တယောက်ကန်ဆော့နေတာမလို့ဆက်ပြမြုပ်တွေကပေါင်နာထိရောက်လာပြီးဘောင်းမီတစ်ခုလုံးဆူရွှဲလာလေသည်မင်းညစ်ပတ်လို့ငါအလုပ်ကိုပြန်သွားလို့မရတော့ဘူးချေမန်းမင်းရင်စင်ချင်းစင်လက်ပေးဖို့ကိုစဉ်းစားထားပြီးတော့ပြောလိုက်လေချေမန်းကိုကျွန်တော်ရဲ့ VIP လေးကစောင်းတစ်ထဲလျှော်ဖို့လမ်းခေါ်လို့အလုပ်တွေကိုပြစ်ထားမိတာပါလို့ဟိအရောက်ပို့တယ်ဟုတ်လားကုမ္ပဏီပြန်ရောက်ရင်ပြောခံရတာနဲ့တန်းအောင်မင်းစီကရိတ်ခါတွေရတဲ့လောက်သိသွားမှဖြစ်မယ်ဆွဲညွတ်သည်ချမ်းဤမျက်နှာလေးကိုသူ့လက်နှစ်ဖက်နဲ့ညှက်ယူရင်းနှကန်းဖူးလေးကိုတစိမ့်ခတ်လိုက်ပြီးသားဖြစ်သွားသည်ဤဆက်ဆက်နှကန်းဖူးလေးသည်ကလေးဘွားတော်ကကြိတ်နှစ်သက်ဖူးတဲ့ခရင်ဂိတ်လေးကိုတတိယစီပြီးပို့ပြီးအရသာခံစားသုံးခြင်းစိတ်ကတစားတိုးလာလေသည်ချစ်လားချမ်းဤနဲ့တဲစားကိုဖဖလေးနဲ့ရင်ဘလောက်မီမီရိုးမသွားနိုင်သည့်မိခွန်းတစ်ခုကိုမေးလိုက်တော့ချမ်းကနှကန်းတောင်စုံတွေကော့တက်သွားတဲ့အထိကျေနပ်စွာပြန်ပြုံးပြမိသွားသည်ချစ်တာထက်ကိုပိုတယ်မင်းငါ့ကိုအသေးသက်နေတာပဲချစ်နောက်တစ်ချိန်ချမ်းရဲ့နှကန်းဖူးစီနေချဲမိပြန်တော့ချမ်းကအလိုက်တိပြန်နှမ်းလာသည်နန်းရင်ချမ်းဆွဲညို့ရုတ်တရက်တွန်းဖယ်လိုက်သည်ဆွေညူကရုတ်တရက်တွန်းဖယ်ခံရ၍ဒေါသထွက်ပြီးအော်မေကြံတော့ချမ်းကဟတ်ချိုဘေးဘက်ဆောင်ကအားရပါရနှာချေလိုက်သည့်ချမ်းကြောင့်ဆွေညူမြင့်တည်တည်ဖြစ်သွားသည်အရှင်ကောင်းမှပဲနှာချေရသလားချမ်းရဲ့ sorry ဆွေညူ
ငါအောင်ထားလို့မရတော့လို့ဟိငါတမန်လုံးအဝတ်လျှော်တော့ရွေထိတာများပြီးနာဆေးသွားတာလားမသိဘူးခုတော့နှာခေါင်းကရားကြီးကြီးနဲ့ချမ်းကသူ့နှာခေါင်းကိုပုတ်ရင်မျက်နှာရှုံးမိနဲ့ပြောလာတော့စိတ်ဆိုးရင်ကြံနေတဲ့ဆွေညွတ်သည်ချက်ချင်းပြရာခတ်သွားသည်ပတ်စံမရှိတာလည်းမဟုတ်ပဲနဲ့ဘာလို့အဝတ်လျှော်စက်မဝယ်သုံးတာလဲတည်ရင်အပတ်စံတွေကမင်းနောက်ပါတော့မှမဟုတ်ဘူးကွာစားစရာရှိတာစားပြီးသုံးစရာရှိတာသုံးအောင်ငါမင်းကိုပေးထားတဲ့ ATM ခက်ကအလှကြည့်ဖို့မဟုတ်ဘူးကွာသုံးဖို့ပေးတာသုံးစရာမရှိရင်လည်းပြန်ပေးငါမီးရှို့ပေးလိုက်မယ်အာဘာကိစ္စနေမီးရှို့မှာလဲမမျောစရာကြီးအဝိရှော်စက်ဝယ်လိုက်တာဟုတ်ပါပြီအဝိရှော်စက်တွေကမီတာအရန်တက်တယ်လို့ကြားတယ်အဲ့ဒါထက်ဆိုးတာကငါအခန့်ရဲ့ဘယ်နေရာမှာထားရမှာလဲအပြင်မှာဆိုလဲမိုးတန်လေးတန်နဲ့ပြက်အောင်မှာပြီးတော့ငါတိုက်ခန်းလေးကကြန့်ခိုင်လားမသိမခိုင်လားမသိမတော်လို့အဝိရှော်စက်ကအလေးကြီးဆိုငါတိုက်ခန်းလေးပြိုကျသွားမှငါမှစားစရာမရှိတော့စရာရှိဖြစ်ကုန်အောင်မယ်နောက်ဆုံးဆွေညွတ်တယောက်စိတ်ပြက်လက်ပြက်နဲ့ခေါင်းကိုခါရမ်းပြီးချမ်းကိုစလုံးအပြင်ခေါ်ထုတ်လိုက်သည်အရင်ဆုံးချမ်းကိုထိုင်နေကြခုံနှန်းရှိပေါ်အရင်ထိုင်ခိုင်းပြီးနောက်ရေတစ်ခွက်နဲ့ချမ်းခြေထောက်တွေကိုဆက်ပြမြုပ်တွေပြောင်းတဲ့အထိရေဆေးချပေးလိုက်သည်ပြီးနောက်အဝတ်ဟောင်းတစ်ထည်ကိုယူပြီးချမ်းရှိဒူးတစ်ဖက်ထောက်ထိုင်ချကချမ်းဤခြေဖမိုးလေးကအစခြေထောက်နှစ်ဖက်လုံးကိုခြောက်တွေ့တဲ့အထိတုပ်ပေးလိုက်လေသည်အားနာစရာတွေဖြစ်ကုန်ပြီဟီဟီအစကဆောင်းမဲလျှော်ကူခိုင်းဖို့ဟာခုတော့ကလေးကအလိုက်တိတိနဲ့ပြုစုပြီးတော့လေစိတ်မကောင်းစွာနဲ့ပဲညင်ခံပေးရမှာပေါ့ညနာမပြောင်းနဲ့ငချမ်းကောင်နောက်လေကိုကြမ်းမကြီးကိုဂရုမစိုက်ပဲခုလိုပဲပြစ်ဆက်လက်ခံနေမယ်ဆိုငါနဲ့အသက်တွေကြီးတဲ့အထိအတူတူနေမယ်ဆိုတဲ့ခရီးကိုတီးဖို့မင်းကိုယုံရပါမလားညနေဘိုးမတည်သေးသည့်ချမ်းသည်ဆွေညွဤဆန်စားတွေကိုလက်ချောင်းလေးတွေနဲ့ဆွဲဖွားလျက်ကြီးစေလိုက်ပြန်သည်ဒါဆိုငေါ့မင်းအနာခေါ်ထားလိုက်လေဟီဟီဟုတ်သားပဲခုရပိုင်းခေါင်းနဲ့အလုပ်ကိစ္စတွေနဲ့ပြည်နေလို့ဒီကိစ္စကိုမတွေးလိုက်မိဘူးဒီရက်ကစပြီးငါ့ရဲ့အိမ်ကိုပြောင်းလာခဲ့ငါအိမ်မှာအဝိရှော်ဆက်လည်းရှိတယ်မီတာကောက်လည်းစိတ်ပူစရာမလိုတဲ့အပြင်အဝိရှော်ဆက်နောက်ထပ်10လုံးလောက်ဝေထည့်လို့ရတဲ့အခန်းကျယ်ကြီးလည်းရှိတယ်စိတ်ပိုင်ဘောလုံးကွင်းဆောက်လို့ရတဲ့အထီကျဲတဲ့ခြံလည်းရှိပြီးမင်းဆွေမျိုးတွေအကုန်ခေါ်လို့ရတဲ့အထီလုံလောက်တဲ့အခန်းတွေလည်းရှိတယ်ဒီနေ့ကစပြီးမြို့ငါတောင်းယူရချစ်ခေါင်းမော့ကတီတီတက်တက်ပြောလာသည့်ဆွဲညွစကားကြောင့်ပြောင်ချော်ချော်လုံနေတဲ့ချမ်းဤမျက်နှာပေးဟာတဖြည်းဖြည်းတီကြီးလေးနဲ့တဲ့အသွင်ကြံပြောင်းလာလေသည်မင်းငါ့ကိုတကယ်ခေါ်နေမှလားဆွဲညွမင်းရဲ့အိမ်ကအရန်မိုက်တာဒီတက်တက်ဒီလိုအိမ်ကောင်းကောင်းနဲ့မနေရတော့ဘူးလို့ထင်ထားတာဟိမင်းငါ့ကိုတကယ်ခေါ်နေမယ်ဆိုရင်မင်းရဲ့အိမ်အလုပ်တွေငါလုပ်ပေးပါမယ်ငါ့ကိုအိမ်လားခလေးပဲမတောင်းပါနဲ့နော်ငါမင်းအိမ်ကိုတကယ်သဘောကျတာနည်းနည်းမှပင်ဟမ်မဆောင်တတ်တဲ့သူ့ရဲ့ချစ်သူကိုအရန်ယူသားလွန်ပါသည်ဟုသာခေါင်းစဉ်တက်ပြီးဆွေးညွှပြောင်းလိုက်မိသည်မတတ်နိုင်ဘူးစိတ်ကချမ်းပါလို့အကောင်းမြင်တတ်တဲ့စိတ်များနေတော့လေဒါပေါ့ငါပိုင်သမျှမင်းအပိုင်ပဲကုမ္ပဏီမှာမင်းရဲ့စသက်မှုအောင်ပြင်ပန်းရမယ်ဆိုရင်တော့အိမ်ပြန်ရောက်တာနဲ့မင်းသားလေးလိုငါပြည့်ပြည့်စုံထားပေးမယ်ငါအိမ်မှာတော့မင်းအတွက်လက်ညှိုးညွှန်အရေးဖြစ်စီရမယ်မင်းစီကနေငါ့ကိုလုံးဝမယုံထွက်နိုင်အောင်ပြူစားနေရလားဆွေညို့မင်းကိုပြူစားလို့ရရင်တိတ်ကောင်းပါပဲဒါဆိုမင်းကထွက်ပြေးခြင်းရင်တော့ထွက်ပြေးလို့မရဖြစ်ပြီးငါ့အနားမှာပဲအမြဲရှိနေမှာမရတော့ဘူးဒီလူကမှမချစ်ရရင်ချမ်းယူသွားလိမ့်မယ်ဒီတစ်ခါဦးဆောင်အနမ်းပေးလိုက်တာကချမ်းဖြစ်ပြီးရှည်လျားတဲ့အနမ်းရင်ကျော်တစ်ခုကိုဖန်တီးလိုက်မိသည်အပေါ်အောက်အဘေးယူမြတာစွာနမ်းနေရမှဆွေညွတ်သည်နမ်းရအစဉ်ပြေစီရန်တဖြည်းဖြည်းထထိုင်ရန်ကြိုးစားနေစဉ်အနှင်းငယ်တမ်းမာတဲ့လက်ကသူ့ကိုတွန်းထုတ်လိုက်၍ဆွေညွတ်တယောက်ကျမ်းပြင်ပေါ်ဖင်ထိုင်ကျသွားလေသည်ဟတ်ချို sorry ဆွဲဟတ်ချိုတော်ပြီစိတ်မဆိုးတော့ဘူးသူလေးကနေမကောင်းဖြစ်ချင်နေတာနေမကောင်းဖြစ်နေတဲ့သူကိုစိတ်မဆိုးကောင်းပါဘူးစိတ်လျှော့ဆန်းဆွေညွတ်စီနိုင်ချမ်းနဲ့ပတ်သက်လာရင်ဆွေညွတ်ရဲ့တီးခံနိုင်တဲ့စွမ်းရည်ဟာတရားအားထုတ်မယ်ဆိုရင်သူတော်စင်ဖြစ်လောက်ပါတယ်ချစ်တာကိုတီးခံရမှာပေါ့တီးခံလက်စာနဲ့တီးခံလိုက်စမ်းပါသူ့ချစ်သူကချမ်းဖြစ်နေတာကသူ့ရဲ့ကံကို
ဒါကြောင့်ဘယ်လိုနေနေချစ်ရတော့မှာပေါ့ကံတရားကိုလက်မဆောင်ကောင်းပါဘူးအပိုင်း18ဆွေညွရဲ့အိမ်ကိုပြောင်းလာလို့ရပြီဆိုတာနဲ့ချမ်းတယောက်နည်းနည်းလေးမှတော့အချိန်မဆွဲခဲ့ပါဘူးအကုန်အဆင်ပြေပေမဲ့ပြဿနာတစ်ခုကြောင့်ဆွေညွနဲ့ချမ်းအခြေအတင်းဖြစ်ခဲ့ရသေးသည်ဒါကတခြားတော့မဟုတ်အဆုပ်အဟောင်းတွေကိုတန်ရုံးစင်ကြည့်လွန်းသည့်ချမ်းတယောက်တူလီမုတ်စားကစားအကုန်လုံးထည့်သိမ်းလာခဲ့ခြင်းကြောင့်ဖြစ်သည်သူ့ပစ္စည်းဆိုတချောင်းကစားနှမျောတွန့်လို့တဲ့ချမ်းနဲ့အဝတ်စားတစ်ထည်ကို2ခါလောက်ဝတ်မိုံနဲ့ expire date ကုန်ပြီလို့ထင်နေတဲ့ဆွေညွအမှစတွေ့တာပဲဒီခီးဆောင်အကြီးကိုပြစ်လိုက်စမ်းပါကွာဟိုမှမင်းဖို့ဗီဒီယိုအသစ်တွေထည့်ပေးထားတယ်ဒါကိုမှခီးဆောင်တစ်တာကိုပဲလိုချင်ပါတယ်ဆိုရင်လေမင်းဖို့အသစ်ဝယ်ပေးမယ်ဒါရီမတည်ခင်းနဲ့လွတ်လိုက်တော့အကောင်းညို့ဘာကိစ္စလွတ်ပြရမှာလဲပြီးတော့ဒီအိတ်ကငါတက်ကတော်ဝင်ခွင့်ရတဲ့အချိန်တုန်းကကျောင်းတက်ဖို့အတွက်ငါအဖေဈေးကြီးပေးပြီးဝယ်ခဲ့တဲ့လက်ဆောင်မင်းအသစ်ဝယ်ပေးတဲ့အိတ်လည်းယူမယ်ဒါကိုလည်းတင်ထားမယ်မတွတ်တော့ပါနဲ့ကွာခီးဆောင်အိတ်အဟောင်းတစ်လုံးကမင်းကိုအန်တီရမပေးနိုင်ပါဘူးသူ့ရဲ့ခီးဆောင်အိတ်အဟောင်းကိုသူ့နောက်မှာပြန်ဖွင့်ရင်ချမ်းကပြောတော့ဆွဲညို့မတက်တာစွာနဲ့လက်လျှော့လိုက်ရသည်ပြီးနောက်မျက်စိထဲကန့်လန့်ဖြစ်နေတဲ့ပစ္စည်းပုံကြားတစ်ချက်ကြည့်ပြီးဒီသမီးပေါင်းတွေပါယူသွားမှလားဒါပေါ့ဒီပေါင်းကငါ့ရဲ့ပထမဆုံးရတဲ့အချိန်ပိုင်းလောအားခတွေကနေဝယ်ထားတာကို့လိုအားနဲ့ရှာပြီးဝယ်ထားတဲ့ပစ္စည်းမလို့စီပင်ကားပေါ်လွယ်လွယ်မတင်ပြစ်ချင်ပါဘူးဒါပေမဲ့အဟောင်းတွေပြန်ရောင်းလို့ရတဲ့ online shop ကနေမင်းမျက်စိအရန်နောက်တွေရဲ့ပစ္စည်းတချို့ကိုပြန်ထုတ်ရောင်းကြည့်မယ်လေပြန်ဝယ်တဲ့သူရှိရင်တော့နှမျောပြီးမယ်ရောင်းလိုက်လို့ရပါသေးတယ်ဒီအတိုင်းလွတ်ပြဖို့ကနှမျောစရာကြီးသူ့ပစ္စည်းတွေကိုတွန့်တိုစွာနဲ့တခုမကျန်အကုန်တည်ခြင်းနေသည့်ချမ်းကိုကြည့်ပြီးနောက်ဆုံးဆွေးညွှတ်တစ်ခုတွေးမိသွားသည်ချမ်းလက်ထဲကပစ္စည်းတချို့ကိုယူပြီးအောက်ချလိုက်ခါဆွေးညွှတ်သည့်ချမ်း၏လက်ကိုဆုပ်ကင်ထားကတဲ့ကြည့်လိုက်သည်ငါ့ရောမင်းပိုင်တဲ့ပစ္စည်းတွေလိုတွန့်တိုပြီးတစ်သက်လုံးအတွက်သိမ်းထားမှာလားရုတ်တရက်ဆွမ်းအားသွားသောချမ်းသည်ဆွေးညွှတ်ကိုအပြူသားကြည့်ရင်တဖြည်းဖြည်းပြုံးအောင်တန်းလာသည်အခုသူ့ချစ်သူကတတ်မဲ့ပစ္စည်းတွေအပေါ်တော့တဝင်းတိုထက်နေပါလားဒါပေါ့ငါပိုင်သမျှထဲမှာမင်းကိုနှမျောဆုံးပဲဒီတစ်ခေါက်မင်းဘက်ကထွက်ပြေးခြင်းရင်တော့ငါဘက်ကလွတ်မပေးတော့ဘူးမင်းအိမ်မောနောက်တစ်ခေါက်ဆင်းလာမယ်ဆိုရင်တော့မညွညင်မဲမင်းကိုခေါ်ထားအောင်ပါမင်းသိလားငါမင်းရဲ့ပိုင်ဆိုင်မှုတွေကိုနည်းနည်းမှမမှန်မဟုတ်ငါလောဘကြီးတယ်ဆိုတာငါရှာလို့ရတဲ့ပိုင်ဆိုင်မှုအပေါ်မှာပဲလောဘကြီးတာမင်းမှာပိုင်ဆိုင်မှုတွေပေါ်ကျယ်ဝနေခြင်းတူတူဖြုံးကူနိုင်တယ်လို့မင်းမှာချူးတပြားမှမရှိတော့ရင်တော့မင်းနဲ့တူတူရုန်းကန်ရတဲ့တတိငါမှရှိတယ်ငါအတွက်မင်းဖြစ်နေဖို့ပဲလိုတာပါဆွေညို23နှစ်တာအသက်ရှင်ခဲ့တဲ့မြကာလပတ်လုံးမှာဒီစကားငါအတွက်တန်ဖိုးအရှိဆုံးပဲအနာဂတ်ကိုစိတ်မပူပါနဲ့ချစ်မင်းရဲ့အနာဂတ်ကိုငါတာဝန်ယူတာမို့ချမ်းဤနှကမ်းပါးကိုဟောက်ဖလေးတို့ထီပြီးနောက်ဆွဲညွတ်သည်ချမ်းနဲ့အတူပစ္စည်းကူသိမ်းပေးလိုက်သည်ခုဟာစပြီးကုမ္ပဏီမှာကောအိမ်မှာပါအမြဲတွေ့ရတော့မှမလို့ဆွဲညွတ်တယောက်မနှက်ပြန်တွေကိုပျော်ရွှင်စွာစိတ်ကူးရင်တေးချသွားပြီးကောလာဟာလာတွေကအထီးဖြစ်သွားပြီးဂျီယမ်မှာတကယ်ချစ်သူရှိနေတာပဲဒီတစ်ခေါက်တော့ချမ်းပြရမခတ်တော့အကြောင်းရင်းကဆွဲညွတ်ရဲ့ Facebook စာမျက်နှာပေါ်မှာတင်ထားတဲ့သူတို့နှစ်ယောက်ရဲ့ပုံကိုအကြောင်းပြုပြီးအလုံးမရှိတန်းရှာနေကြတာလေရှာပလိစီအချိန်တန်ရင်သူတို့အရင်သိချင်နေတဲ့ GM မြတ်ချစ်သူဆိုတာသူမှန်းသိပြီးအားလုံးအံ့အားသင့်အောင်လုပ်ရအောင်မယ်ဟုတွေးရင်သူကိုယ်တိုင်ဖြော်ထားတဲ့ကော်ဖီကိုအရသာခံမိန်တောက်နေလိုက်သည်သူ့ကိုနောက်ထားပြီးတရခန့်ရှာနေသောကောင်မလေး၃ယောက်သည်လှုပ်လက်စအလုတ်ကိုပြစ်ပြီးခေါင်းချင်းစုံကထိုကိစ္စကိုဆက်လက်ဆွေးနွေးလေတော့သည်ထိုအထက်ကနီလာဆိုတဲ့ကောင်မလေးကအတီငိမ်ဆုံးကြမယ်ထင်မိ၏သူမသည်အောင်နိုင်သူလိုပြောရင်းချမ်းရှိတဲ့ဘက်ကိုမတိမတာလှည့်ကြည့်လာသည်ငါတော့ကြည်ရန်ဘာဖြစ်ဖြစ်စိတ်ဝင်စားတော့ခုချိန်ရစပြီးငါနှလုံးသားကတယောက်တည်းအတွက်ပဲခုံတော့မှာဟိုက်ရှာပါသူမဘာလို့ဆိုလိုတာလဲချမ်းသိတာပေါ့ဒါပေမဲ့လှည့်မကြည့်မိအောင်မနေထိန်ပြီးမသိတယ်လို့ဆက်နေမိသည်ပုံမှန်အတိုင်းဆိုရင်နေရင်ထိုင်ရင်အချောင်ကြီးစားရတော့မှမလို့ပြောလို့ရသေးပေမဲ့
လက်ရှိသူကမိန်းမတွေကိုမကြိုက်တဲ့အပြင်တဝင်းတိုတဲ့လွန်းတဲ့ချစ်သူတယောက်လည်းရှိနေသေးရဲ့မလားဒါပေမဲ့ GM ကဘာလို့သူ့ကောင်မလေးရဲ့မျက်နှာကိုမထုတ်ပြပဲခြေထောက်ကိုပဲရိတ်ထားတာလဲဟိုနေ့ကဓာတ်ပုံတွေကမိန်းကလေးမဖြစ်နိုင်တော့ဘူးတဲ့နဲ့အဲ့ဒါကအရန်လာတဲ့မိန်းကလေးခြေထောက်မဟုတ်ဘူးသူ့ကောင်မလေးဒီမာကတင်ဌာနကဝန်ထမ်းမဖြစ်သင့်မဲ့စုံစမ်းရေးဌာနကအရာရှိတာဖြစ်တင်သည်ဟုချမ်းသည်စိတ်ထဲကနေကြိတ်ချီကျူးမိလေတော့သည်ဘယ်ဆိုလို့လဲဒီကုမ္ပဏီမှာညံကောင်းတဲ့မိန်းကလေးတွေများတာဟုတ်တယ်အဲ့ဒီပုံကို69ခါလောက်တိချအောင်ငါစစ်ကြည့်ပြီးပြီမိန်းကလေးခြေထောက်လုံးဝမဖြစ်နိုင်ဘူးငါထင်တာကယောက်ျားလေးတယောက်ရဲ့ခြေထောက်လားလို့ဖေဟာကြီးဒါဆို GM ကခေးလားဟဲ့ဘာကိစ္စပေါက်ကြရရှောက်ပြောနေရလဲချေမန်ကြရင်တန်းစီပြီးအလောက်ထုတ်ခံရအောင်မယ်ငါထင်တာကတော့အဲ့ဒီကောင်မလေးကရွှေချမ်းရည်ကြိုတွေကမလို့ထင်နေနင်းတို့ပဲစဉ်းစားကြည့်လေဒိတ်ဒိတ်ကျဲမင်းသမီးနဲ့ချမ်းသာတဲ့တထေးသားလေးကအကောင်စားစားတော့ဆိုင်မှာညစာစားပြီးတိတ်မလို့ပဲစောင်းတူတူလျှော်ပြီးထိတ်တယ်ဆိုတော့တစ်ဖက်မိန်းကလေးကအရန်မွဲနေလို့ဖြစ်မှာဒါကြောင့် GM ကတစ်ပတ်ဝန်းကျင်ကလူတွေတိမှဆိုလို့မျက်နှာအောင်မဖော်ပဲတင်တာပေါ့သူ့မွေးတာဒီလူတွေနဲ့ဘာဆိုင်လဲကိုချမ်းစိတ်တဲ့မကြည်မနဲ့တွေးမိပေမဲ့မိန်းကလေးတွေရဲ့စကားဝိုင်းတဲ့ဝင်မပါခြင်း၍ငြိမ်နေမိသေး၏ဒါကိုကျန်တယောက်ကဆရာကြီးအထာနဲ့ဆက်လက်ချေပလိုက်လေသည် GM လို့ယောက်ျားပိသားတဲ့သူကဂေးဖြစ်နိုင်ခြင်းနဲ့ရွှေချမ်းရည်ကျိုမိန်းကလေးတယောက်နဲ့တွဲနိုင်ခြင်းမှာရွှေချမ်းရည်ကျိုကောင်မလေးနဲ့ချစ်နိုင်ခြင်းကပိုများတယ်ခုခေတ်ကစင်တွဲလားလေးနဲ့ရွှေမင်းသားလေးရဲ့ပုံမြင်လိုမျိုးကခက်စားနေတယ်မလားဒီတော့ GM ကိုခြူစားခြင်းနဲ့မိမတွေကပေါ်လောနေမှာပဲထိုစကားကိုနီလာကအားရပါရထောက်ခံလိုက်လေသည်သူမ၏သပင်ရှည်တွေကိုခါရမ်းပြီးမျက်နှာကိုမဲ့ရွယ်ပြနေပုံကသူမနဲ့နင်းနေမှမလိုက်ဖက်မှန်တာပြောရရင်နီလာကလှတဲ့မိန်းကလေးစင်းထဲမှာပါပြီးသားပါဖြစ်နိုင်တယ်ငါလိုရုပ်ရည်ရောပညာပါပြည့်စုံတဲ့ကောင်မလေးမျိုးကိုလှည့်မကြည့်ပဲတခြားဟာမနဲ့ပုံတင်သွားတယ်ဆိုတွေကဟိုဟာမ GM ကိုဘယ်လောက်ထိမြှူဆွဲလိုက်မှမသိပဲငါ GM ကိုမကြိုက်တော့ပေမဲ့အဲ့တယောက်ကိုတော့တွေ့ဘူးကျင်တာသူကငါတို့ထက်ဘယ်နေရာမှာတာလဲဆိုတာငါအရင်သိကျင်တယ်ချမ်းတယောက်ဒီထက်ပိုမသိကြအောင်ဆောင်နေလို့မရတော့သူ့နာမည်မတက်ထားပေမဲ့သူ့အကြောင်းပဲမို့စော့ကားခံလိုက်ရတယ်လို့ချမ်းခံစားမိ၍ချက်ချင်းမတ်တက်ထားရလိုက်မိသည် GM အကြောင်းမသိပဲဘာလို့အတင်းလို့ပြောနေရလဲပြီးတော့နင်ကလှပပြီးထက်မြက်တဲ့မိန်းကလေးပါနင်နဲ့တစ်တော်တဲ့သူတရားရောက်တော့ရှိလာအောင်ပါပါသူတစ်ပေါင်းကိုပုတ်ခတ်ပြောတာတွေကနင်အလှကိုပျက်စီးစေတယ်နီလားချမ်းပြောလိုက်တာရှင်းရှင်းလေးဒါပေမဲ့သူကပဲစကားအထမ်းအတူမှားသွားတာလားဒါမှမဟုတ်ကန်ဆိုးသွားတာလားမသိနီလာဘီယာကောင်မလေးသည်ချမ်းကိုပြုံးစီစီနဲ့ကြည့်ပြီးအများကြားအောင်ပြောလိုက်သည်ကြည်စံငိမ့်ချမ်းတဝင်းတိုးနေတာထိမ့်လို့တောင်မနိုင်တော့ဘူးစိတ်မပူပါနဲ့နီလာက GM ကိုမကြိုက်တော့ပါဘူးနင့်အတွက်အခွင့်အရေးရှိပါသေးတယ်ဟာအဲ့လိုမဟုတ်ဒီတစ်ခေါက်လေလွဲပြန်ပြီဆိုပြီးချမ်းကဘယ်ကနေစရှင်းပြအောင်မှမသိဖြစ်နေစဉ်သူ့ခုံပေးရမိချူသည်အားရပါရထရက်ပြီးထိုဆက်စုစိန်တစ်ဖက်ကိုတက်တဲ့ပင်ပြောချလိုက်သည်စိတ်မပူနဲ့ငါတို့ငင်းချမ်းကနင်တို့လူကိုနည်းနည်းမှစိတ်ဝင်စားပါအောင်နော်ကို့ဖာကိုနားလည်မှုတွေလွဲပြီးစိတ်ကြီးဝင်နေတော့မသိဘူးနေ့လည်စာစားချိန်ရောက်ပြီလာသွားရအောင်ငင်းချမ်းချမ်းဤလက်ကိုဆွဲကဆက်ကော့လက်ကော့နဲ့ရုံးခန်းထဲကထွက်သွားသည့်ချူကြောင့်ကျန်သူတွေကပါဇက်အဟောင်းသားနဲ့ကြမ်းခဲ့တော့လွဲပြီးရင်လွဲနေသည့်လူတစုကတော့ချူကပါငင်းချမ်းကိုကြိုက်နေရလားနီလာရီနင်တော့ပြိုင်ဖက်တယောက်တိုးပြီငင်းချမ်းဆိုတဲ့ကောင်ကတော့တော်တော်မျက်နှာပွင့်တာပဲအစကနီလာအခုချူကပါအပြိုင်လို့နေပြီဒါတောင်သူ့ကိုကြိတ်ပိုးနေတဲ့ကောင်မလေးမပါသေးဘူးအမျိုးသားတပ်ဆိုင်ငန်းထဲမှာဆွေညွတ်သည်သူ့ပြဿနာကိုရှင်းနေတော့အပြင်ဘက်ကဘေးစင်မှာဝန်ထမ်း2ဦး၏အတင်းပြောနေတဲ့ကိုကြားတော့ဆွေညွတ်သည်ဘောင်းမီစစ်ကိုပြန်ဆွဲနေသည့်လက်တောင်ရှက်တန်သွားကသူတို့ပြောစကားများပေါ်အာယုံရောက်သွားသည်သူတို့ပြောနေတဲ့စကားကချမ်းနဲ့ပတ်သက်နေတယ်မလားဘာလဲမင်းကမနာလို့ဖြစ်နေရမလားမင်းချိန်နေတဲ့နီလာက GM နောက်ပါလိုက်ချမ်းနောက်ပါသွားလိုက်နဲ့မင်းကချိန်ပါလုံးလုံးဖြစ်နေပြီ GM နဲ့တုန်းက GM ကသူ့ကိုအရေးမလို့လို့ခံတာပါသေးတယ်ခုငင်းချမ်းကဌာနတစ်ခုလုံးရှိမှတဝင်တူပြတော့သူကဆက်ဆက်တင်ဖြစ်နေပြီ
ငါမှအခွင့်အရေးမရှိတော့ဘူးထင်တယ်မပူပါနဲ့ငါတို့ကုမ္ပဏီမှာလှတဲ့ကောင်မလေးတွေအများကြီးပါ one go two ခန်းပေါ့ဟာဟာကြီးတန်တွေကတဖြည်းဖြည်းဝေးကွာသွားပြီးအတန်တွေပျောက်ဆုံးသွားမှဆွဲညို့သည့်တန့်စင်ခန်းတကားကိုစောင့်တွန်းဖွင့်ပြီးဘေးစင်ထက်မှလက်ကိုအားရပါရဆေးချလိုက်သည်မှန်တွင်ပေါ်နေသည့်သူ့ရဲ့ဖုံးမရအောင်ပြည့်ရင်းနေသည့်မျက်နှာကိုမနှဲထိန်ကတစ်ချက်ပြုံးလိုက်သည်တယောက်တောင်မဟုတ်ဘူးနှစ်ယောက်ဟုတ်လားဒါတောင်ကြိတ်ပုံနေတဲ့သူတွေကမပါသေးဘူးငင်းချမ်းမင်းကတော့ကန်ဆိုးပြီပဲဒီညတော့ AC အိပ်ရမယ်မထင်နဲ့ဆွဲညို့သည်လက်ထဲကဖုန်းကိုထုတ်ပြီးချမ်းကို message တစ်စောင်ပို့လိုက်သည်ခုချက်ချင်းငါရုံးကနေကိုလာခဲ့ message တစ်စောင်သည်ချက်ချင်း reply ပြန်လာသည်လူကြီးလူကောင်းဆန်းမှာအလုံးနဲ့ကိုရေးကိုတောင်မရောထွေးနဲ့ငါအခုအစည်းအဝေးမှတ်တမ်းရိုက်နေတယ်မအားဘူးချမ်းရီမနက်ကအစည်းအဝေးမှတ်တမ်းယူလာပေးပါတဲ့ GM ကခိုင်းလိုက်တယ် laptop ကိုပါတခါတည်းယူလာပေးပါတဲ့တခြားခိုင်းစရာရှိနေသေးလို့တဲ့ဆွေညိုတယောက်အရန်ကိုတော်လွန်သည်ချမ်းသူ့ရုံးခန်းထဲကိုမသွားတော့ရတဲ့အနေနဲ့သူ့ကိုခေါ်နေသည်ဟတ်ကနေတဆင့်ခိုင်းနေတာမို့မသွား၍မရတော့နောက်ဆုံး laptop ကြီးကိုပိုက်ခါယူသားကြိုးစားသည့်အလုပ်သမားတဦးလိုထွက်သွားသည့်ချမ်းကိုကြည့်ပြီးဟတ်ကမှတ်ချက်ချလိုက်သည် GM ကငင်းချမ်းကိုအမြင်မကြည့်ဘူးထင်တယ်ခဏခဏပညာပြနေလို့ငင်းချမ်းကိုတော့တနာလာပြီသူ့အရှိရဖြတ်သွားရင်တော့စိတ်မတက်မသာဖြစ်မိတာသူ့ဘေးမှာနေပြီးတနားရီလောက်အလုပ်ထိုင်လိုက်ရမယ်ဆိုရင်အနှုတ်နီးနဲ့နှိပ်စက်ခံရတယ်လို့ဖြစ်နေမှာမင်းတို့လည်း GM မျက်စိမနှောက်အောင်နေကြတခုခုဖြစ်ရင်ချဲမန်းတော်ကင်နိုင်မှာမဟုတ်ဘူးနော် GM ငင်းချမ်းကိုအမြင်မကြည့်တာဖြစ်တင်ပါလေဘာလို့ဆိုငင်းချမ်းကသူ့ကိုကြော်ပြီးကုမ္ပဏီမှာနာမည်ကြီးနေတာကိုအားလုံးရဲ့အမြင်ကိုမသိရှာပဲချမ်းတယောက်ကတော့ဟိုရောက်ရင်ဆွဲညွန့်နေရက်ကိုတစ်ချက်လောက်လိန်ဆွဲပေးအောင်မှပဲဟိုတွေးရင်မင်းရဲ့မျက်နှာမသိရင်လောင်းငမို့ဖမ်းနေတယ်လို့ပဲဘာဖြစ်တာလဲရှေးယာရှင်တွေကမင်းကိုဘာဖိအားတွေပေးလိုက်လို့လဲရုံးခန်းထဲစဝင်တွေကစူပုတ်ပုတ်ဖြစ်နေသည့်ဆွဲညွန့်၏မျက်နှာကြောင့်ချမ်းစိုးရင်တကြီးမေးမိသွား၏ဆွဲညွန့်သည်ကုရှင်မော်ချိတ်ချိတ်ထိုင်နေလေရာချမ်းကသူ့နဘေးဝင်ထိုင်လိုက်သည်သူများကြောင့်ဖြစ်တာမဟုတ်ဘူးမင်းကြောင့်ဖြစ်တာငါ့ကိုရှင်းပြပါအောင်နီလာဆိုတဲ့မိန်းမကဘာတူလဲဆွေညွတ်မျက်နှာမဲနေခြင်းအကြောင်းရင်းမှန်ကိုသိတော့မှချမ်းတယောက်ပြုံးနိုင်တော့သည်ဒီသတင်းကိုဘယ်ကကြားခဲ့မှန်းမသိပေမဲ့ဆွေညွတ်နားရဲဒီရောက်လာပြီဆိုတော့ဒီသတင်းဟာအပြင်မှာတော်တော်လေးပြတ်နေပြီဟုထင်မိသွားသည်နီလာကိစ္စကိုငါအေးစိရှင်းပြပါမယ်ဒါပေမဲ့မင်းကြားသလိုမဟုတ်တာတော့အမှန်ပဲမင်းသိတဲ့အတိုင်းပဲငါမိန်းမတွေကိုမကြိုက်တတ်ဘူးလေဒါကြောင့်စိတ်ထဲသိမ့်မထားနဲ့အချိန်တန်ပြီးသွားလိမ့်မယ်စပွဲပေါ်ကပကံများထဲမှာစိတ်ထားတဲ့ပန်းသီးစိတ်တွေကိုတချို့ချို့ကောက်သွားရင်ချမ်းသည်ဆွဲညို့ရှင်းပြနေပုံကအရန်အေးဆေးနေလွန်၏ဆွဲညို့အတွက်ကချမ်းကိုယုံပေမဲ့စိတ်ထဲမထားဘဲနေလို့မရနောက်တစ်ချိန်သာချမ်းကိုဆုံးရှုံးရမယ်ဆိုရင်သူယူသွားမလားမသိရောက်လာကြတဲ့သူမျက်နှာကိုစစ်စစ်မကြည့်သေးပဲအလက်ခါရတဲ့ပန်းသီးစိတ်ကိုတကြွကြွထိုင်ဝါနေသည့်ချမ်းကိုစိတ်မရှိစွာနဲ့လက်ထက်ကပန်းသီးစိတ်ကိုဆွဲယူပြီးလွှတ်ပစ်လိုက်သည်ပြီးနောက်မပြောမဆိုပြင်ဆင်ထားမှုမရှိပဲချမ်းကိုကုရှင်မော်လဲချကသူ့အပေါ်စီးရနဲ့အုပ်မိုးထားလိုက်သည်ဟဲ့ကောင်ဒါရုံးခန်းတော့ငါတို့ရဲ့မင်္ဂလာဦးခန်းမဟုတ်ဘူးချမ်းကသာစိုးရင်ထိလန့်နေတာဆွဲညွကနည်းနည်းမှစိုးရင်နေပုံမရအဲ့အစားတိုးလို့သာပြုံးရင်ချမ်းဤမျက်နှာထပ်မှတိုးကပ်လာလေသည်စိတ်မပူနဲ့ငါရုံငန်းထဲကိုချဲမန်းတာအခွင့်မရှိပဲဝင်လို့မရဘူးမင်းစိတ်ပူရမှာကငါမင်းအပေါ်တတ်ညညာရှိပါစေဆိုပြီးငါ့ကိုတောင်းပန်ရမှာလေခွေးကောင်ဒါရုံးချိန်တော့ငါမင်းအခန်းထဲမှာကြာနေရင်အပြင်ကလူတွေမကောင်းပြောကုန်ကြလိမ့်မယ်စင်စမ်းမဟုတ်ရင်မင်းကို3ရက်လောက်သေးမပေါက်နိုင်အောင်လုပ်ပြင်မယ်စိန်လိုက်လေကြာသလားလို့လူချမ်းကြီးတယောက်လိုဆွဲညွတ်သည်ညစ်ညစ်ပတ်ပတ်ပြုံးလျက်ချမ်းဤမျက်နှာကိုသူ့လက်နဲ့ညှစ်ထားရင်နှခမ်းချင်းထိကပ်ပစ်လေသည်တကယ်တမ်းကျတော့ချမ်းကလည်းဆွဲညို့ကိုအသားနာအောင်မလုပ်ရပါဘူးဒါကြောင့်ကြောက်ရောက်လာတဲ့အနမ်းတွေကိုအလိုက်တင်ပြန်နိုင်ရင်ဒီထက်မပူလာပါနဲ့လို့ဆွဲညို့ကိုတတိပေးနေမိသည်ကုမ္ပဏီ၏အပေါ်ဆုံးထပ်တွင်ချဲမန်း၏ရုံးခန်းရှိရာသို့မာကတင်ဌာန၏ဟပ်ဖြစ်သူသည်ချဲမန်းကခေါ်သည်ဟုဆိုလို့ချက်ချင်းပင်ရောက်ချလာသည်အစီအဝေးခမ်းမမှာမပြောဘဲနှစ်ဦးတည်းဓာတ်ရိုက်ခေါ်တွေ့ရတဲ့အကြောင်းရင်းကဘာများလဲဟုတွေးရင်
သူဘာတွေများမကောင်းတာလုပ်မိထားလဲဆိုတာပါတခါတည်းတွေးမိသွားသည်ချဲမန်းသည်အေးချင်းရှိပြီးထက်မြက်သည့်မိမတူဖြစ်သည့်အလျောက်သူမကိုဓာတ်ရိုက်တွေ့ဖို့ကအနှဲငယ်တော့စိုးရိမ်စိတ်ရှိတာဝန်ခံပါသည်ဟိုရောက်တော့ချဲမန်း၏အတွေ့အမှုဖြစ်သူကသူ့အားရုံးခန်းထဲသို့ခေါ်ဝင်လာလေသည်ထိုင်အေးဆက်ပြတ်သားတဲ့အမိန့်ပေးတံကြောင့်ရဲရင်ပါတယ်ဆိုတဲ့ဟတ်တောင်အနှဲငယ်ကိုရှိန်တက်သွားကရိုးရိုးကြိုးကြိုးပင်ချဲမန်းရှိဝင်ထိုင်ရင်နှုတ်ဆက်လိုက်လေသည်ဟုတ်ကျွန်တော်ကိုခေါ်ရဲဆိုလို့တခုခုညွှန်ကြားစရာရှိလို့လားဒေါ်တထားသခင်သည်ဟတ်ကိုတစ်ချက်စောင်းကြည့်ကမရီမပြုံတည်တင်သောမျက်နှာနှင့်မျက်ခုံးနှစ်ဖက်ကိုပင့်တက်ခါခြေချိတ်ထိုင်လိုက်သည်အင်းဟုတ်တယ်မင်းတို့ဌာနမှာငင်းညမ်းဆိုတဲ့ကလေးရှိရမလားသူနဲ့ပတ်သက်ပြီးမင်းကိုညွှန်ကြားစရာလေးတွေရှိလို့မင်းကိုခေါ်လိုက်တာဗျာငင်းချမ်းဟုတ်လားငင်းချမ်းဆိုတာအလုံးဝင်တာမကြသေးပေမဲ့သူ့နာမည်ကိုမကြာခဏကြားနေရပြီးဝန်ထမ်းမင်းကလေးတွေကြားရေးပန်းစားသူဖြစ်သည်ပြီးနောက် GM ရဲ့အမြင့်ဆောင်ခြင်းကိုခံရကအခုချဲမန်းကပါသူ့နာမည်ကိုမန်းရှင်းခေါ်လာတော့ငင်းညမ်းဆိုတဲ့ကောင်လေးကဘယ်သူလဲဆိုတာဟတ်တယောက်လေးလေးနက်နက်တွေးရင်